ပန်းလေးတစ်ပွင့်ဖျားလှူရေချမ်းလေးတစ်ခွက်လှူဖျားကိုလည်းအုပ်ချီမိုးရှိခိုးအဲ့ဒါလို့ကုသိုလ်ကောင်းမှုလှုပ်တိုင်းနိဗ္ဗာန်ချမ်းသာအတွက်ဖြစ်ပါစေဆိုတဲ့ဥတီချက်လေးထားလို့ရှိရင်တော့ဒီလမ်းကြောင်းရောက်မှာပဲသိချာအဲ့ဒါလို့တော့ဥတီချက်မထားဘူးဆိုရင်မရောက်ဘူးเนาะမရောက်ဘူးဒါကိုဝိဝတ္တနေတိတာကုသိုလ်လို့ခေါ်တယ်နိဗ္ဗာန်ကိုဥတီချက်ထားမယ်ဘာပဲလုပ်ပေါ့ကောင်းမှုလုပ်တဲ့ဆိုတာအသေးဖွဲရလို့မရှိဘူးကုသိုလ်ကနေအားလုံးဟာဒီနိဗ္ဗာန်ကိုဥတီထားရဲ့နိဗ္ဗာန်ရောက်အောင်ပို့နိုင်တယ်စွမ်းရည်တတိရှိတာကြီးပဲလို့သူတို့ပြောတာเนาะ